တခါကြီးငါဖျားလောင်းဝေလာမပုံနာကြီးဖြစ်တုန်းကတသက်လုံးလှူဒန်းပေးကမ်းခဲ့လို့ဖြစ်ရတဲ့ဒါနကောင်းမှုအလုံးတို့တဲ့ဟောဒီသာသနာမှာဒသနတမ္ပရာယသစ္စာလေးပါးကိုထွထွင်းပြီးတော့တိထမြင်ထားတဲ့သောတာပန်ပုဂ္ဂိုလ်တူတယောက်ကိုပေးရလှူရတာကတာလွန်ပြီးတော့တန်ဖိုးကြီးမားတဲ့ကောင်းမှုကိုပြုရရောက်တယ်တဲ့သောတာပန်အရောက်တရားကိုပေးလှူရတာတဲ့တဂရဂံတူတယောက်ကိုပေးလှူရတာကတာလွန်ပြီးတော့တန်ဖိုးကြီးမားတဲ့ကောင်းမှုကိုပြုရရောက်တယ်တဂရဂံအရောက်တရားကိုပေးလှူရတာတဲ့အနာဂံတူတယောက်ကိုပေးလှူရတာကတာလွန်ပြီးတော့တန်ဖိုးကြီးမားတဲ့ကောင်းမှုကိုပြုရရောက်တယ်အနာဂံအရောက်တရားကိုပေးလှူရတာတဲ့ယဟန္တာတူတယောက်ကိုပေးလှူရတာကတာလွန်ပြီးတော့တန်ဖိုးကြီးမားတဲ့ကောင်းမှုကိုပြုရရောက်တယ်တဲ့ဒါကြောင့်ပုထုဇဉ်တို့ရဲ့စိတ်နဲ့သောတာပန်တို့ရဲ့စိတ်ဟာဘာမှမဆိုင်ဘူးလို့တောင်ပြောလို့ရတယ်နော်တဂရဂံဖြစ်သွားပြီဆိုရင်ပို့ပြီးတော့မဖြူစင်ဘူးလားအနာဂံဖြစ်သွားပြီဆိုရင်တော့ကာမရာဂတွေမရှိတော့ဘူးဗျာပါဒဆိုတဲ့ဒေါသလည်းမရှိတော့ယဟန္တာဖြစ်သွားပြီဆိုရင်တော့စိတ်ရဲ့အညစ်အကြေးကိုယာနှုံးပြီးလုံးဝဖြူစင်တန်ရှင်းအောင်ရှေ့ကျော်လိုက်နိုင်သွားပြီလုံးဝဖြူစင်သွားပြီနော်အဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားကပိုင်းခြားဝေဖန်ပြီးတော့ပြပြန်တယ်တခါကြီးတဲ့ယဟန္တာအပါတရားကိုပေးလူရတာတဲ့ပြစ္ဆေကဗုဒ္ဓတပါးကိုပေးလူရတာကတာလွန်ပြီးတော့တန်ဖိုးကြီးမားတဲ့ကောင်းမှုကိုပြုရရောက်တယ်တဲ့ပြစ္ဆေကဗုဒ္ဓတဲ့ကြားဦးတယ်နော်အနည်းဆုံးနှစ်သင်္ချင်တဲ့ကဘာတသိန်းပါရမီဖြည့်ပြီးတော့မှအတိတုဉာဏ်တို့ကိုရတော်မူကြတဲ့သူတော်ကောင်းကြီးတွေပြစ္ဆေကဗုဒ္ဓဟုတ်လားကိုယ်တိုင်သစ္စာလေးပါးတရားကိုထွထွန်းပြီးတော့သိတယ်ဘယ်သူမှပြောစရာမလိုဘူးသို့တော့သူတစ်ပါးကိုတဆင့်ပြန်ပြီးတော့သိအောင်ပြောနိုင်တဲ့အစွမ်းတတ္တိတော့မပါဘူးပေါ့ဟုတ်လားတခါပြည့်စေကဗုဒ္ဓအပါတရားကိုပေးလူရတာတဲ့တမ္ပန်တန်ဗုဒ္ဓဘုရားတဆူကိုပေးလူရတာကတာလွန်ပြီးတော့တန်ဖိုးကြီးမားတဲ့ကောင်းမှုကိုပြုဟာရောက်တယ်တဲ့တမ္ပန်တန်ဗုဒ္ဓဘုရားဆိုတော့စိတ်သက်ဖြူစင်တန်ရှင်းတဲ့နေရာမှာအတုမရှိဖြစ်သွားတယ်ဟုတ်လားဒါကြောင့်စိတ်သက်အဖြူစင်ဆုံးအမြင့်မားဆုံးမြတ်စွာဘုရားကိုလှူဒန်းရခြင်းသည်အလှူခံပုဂ္ဂိုလ်တွေမှာအကြီးအကျယ်အမြင့်မြတ်ဆုံးသောအလှူခံကိုလှူရရောက်တယ်အဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားကဘယ်လိုဝေဖန်ပြပြန်တော့တခါကြီးတဲ့တမန်တန်ဗုဒ္ဓဘုရားတဆူကိုပေးလူရတာတဲ့အဲ့ဒီဘုရားအမှုပြုတဲ့ယဟန်တန်ဃာကိုပေးလူရတာကတာလွန်ပြီးတော့တန်ဖိုးကြီးမားတဲ့ကောင်းမှုဖြစ်သွားပြန်တဲ့ဟောသူကြတော့တန်ဃာအဖွဲ့အစည်းပါသွားတာကိုနားလည်ဖို့လိုတယ်နော်အဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားကဒါနကောင်းမှုတွေမှာတန်ဖိုးအကြီးမားဆုံးအထွတ်အထိပ်ဒါနကောင်းမှုအနေနဲ့ဒီသုတ်တန်ထဲမှာဘယ်လိုလေးပြောပြထားတော့ဘုရားမှုရှိတဲ့ယဟန်တန်ဃာကိုတဲ့ကျောင်းဆောက်ပြီးတော့လှူမယ်ဆိုလို့ရှိရင်အဲ့ဒါတန်ဖိုးအကြီးမားဆုံးသောဒါနကောင်းမှုဖြစ်သွားတဲ့။ဒါဆက်ပြီးတော့မြတ်စွာဘုရားကကုသိုလ်ကောင်းမှုတို့ရဲ့တန်ဖိုးအနှိမ့်မြင့်ကိုပိုင်းခြားဝေဖန်ပြပြန်တယ်။ဟုတ်တယ်။ကုသိုလ်ဆိုတာဒါနတစ်ခုတည်းရှိတာမှမဟုတ်ဘဲကိုဆက်ပြီးတော့ဝေဖန်ပြတာနော်။တခါကြီးတဲ့။အဲ့လိုဘုရားမှုပြုတဲ့ယဟန်တန်ဃာကိုကျောင်းကြီးဆောက်ပြီးတော့လှူရတန်းရလို့ဖြစ်တဲ့ကုသိုလ်ကောင်းမှုတဲ့ဘုရားတရားတန်ခါယတနာမြတ်သုံးပါးတို့ရဲ့ဂုဏ်ကျေးဇူးကိုသိမြင်နားလည်ပြီးတော့ကြည်ညိုစိတ်နဲ့စောင့်တည်ကျင့်သုံးလိုက်တဲ့တရဏဂုံသုံးပါးကတာလွန်ပြီးတော့တန်ဖိုးကြီးမားတဲ့ကောင်းမှုဖြစ်တယ်တဲ့ဘုရားတရားတန်ခါယတနာမြတ်သုံးပါးကလွဲလို့တခြားအကိုရမရှိဘူးဆိုတဲ့မှန်ကန်တဲ့အမြင်နဲ့ကြည်ညိုမှုအပြည့်နဲ့စောင့်တည်လိုက်တဲ့တရဏဂုံမျိုးပို့ပြီးတော့မြင့်မားသွားတယ်ပေါ့နော်ကောင်းမှုကဒါကြောင့်တရဏဂုံကိုတန်ဖိုးထားရမယ်ဟုတ်လားမြတ်စွာဘုရားကဆက်ပြီးတော့ကုသိုလ်ကောင်းမှုတွေရဲ့တန်ဖိုးကိုအနေအမြင့်နော်အကြီးအသေးပိုင်းခြားဝေဖန်ပြပြန်တယ်တခါကြီးတဲ့အဲ့လိုကြီးညိုစိမ့်နဲ့စောက်တည်ကျင့်သုံးထားတဲ့တရဏဂုံသုံးပါးထက်တာလွန်မြင့်မားတဲ့ကောင်းမှုရှိသေးတယ်အဲ့ဒီကောင်းမှုကဘာလဲဆိုတော့ကြီးညိုစိမ့်နဲ့ကျင့်သုံးထားတဲ့၅ပါးသီလပဲတဲ့သိက္ခာပုဒ်ကြီး၅ချက်ကိုဖြူဖြူစင်စင်စောင့်ထိန်နိုင်ရင်ဒါပါတော့ဖျားမှုရှိတဲ့ယဟန်တန်ဃာကိုကြောင်းကြီးဆောက်ပြီးတော့လှူလို့တန်းလို့ဖြစ်တဲ့ကုသိုလ်ကောင်းမှုရဲ့အထက်မှာတဆင့်ကျော်ပြီးတော့မြင့်တဲ့နေရာမှာရှိတဲ့ကောင်းမှုကိုပြုရရောက်တယ်အဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားကဝေဖန်ပြပြန်တဲ့တခါကြီးအဲ့လိုကြီးညိုစိတ်နဲ့စောင့်တည်ကျင့်သုံးလိုက်တဲ့၅ပါးသီလထက်တာလွန်မြင့်မားတဲ့ကောင်းမှုဆိုတာလည်းရှိသေးတယ်အဲ့ဒီကောင်းမှုကဘာလဲဆိုတော့မေတ္တာတရားပဲတဲ့မေတ္တာဆိုတာတကယ်တမ်းကတတ္တဝါတွေရဲ့ပုံမှာချမ်းသာစေလိုတဲ့စိတ်ထားလေးထားတာကိုပြောတာတတ္တဝါတွေကိုချမ်းသာစေခြင်းနဲ့စိတ်ကလေးကိုမေတ္တာလို့ပြောတာအဲ့ဒီမေတ္တာတရားကဘလောက်တောင်တန်ဖိုးကြီးလဲဆိုလို့ရှိရင်ဒီဒေသနာမှာမြတ်စွာဘုရားကနန္တာတရှုတရှိုက်ခကာလမြမေတ္တာစိတ်တံမေတ္တာစိတ်ကိုဘာဝေယဖြစ်စေညာအံဣဒံတတော်မဟာဖလံအဲ့ဒါဟာ၅ပါးသီလကိုဖြူရှင်တန်ရှင်းအောင်စောင့်တည်ကျင့်သုံးထားတဲ့ကုသိုလ်ကောင်းမှုထက်သာလွန်တဲ့ကောင်းမှုဖြစ်တယ်အကျိုးပေးကြီးကျယ်မြတ်တဲ့ကောင်းမှုဖြစ်တယ်လို့အဲ့လိုဟောအဲ့ဒါလောက်မြင့်မြတ်တဲ့တန်ဖိုးကြီးတဲ့
နော်မေတ္တာဆိုတဲ့ကုသိုလ်ကောင်းမှုထက်သာလွန်မြင်မာတဲ့ကောင်းမှုလည်းရှိသေးတယ်တဲ့အဲ့ဒီကောင်းမှုကဘာလဲဆိုတော့အနိစ္စတင်ညာပဲတဲ့ဘာလဲတော့အနိစ္စတင်ညာအနိစ္စဆိုတာမတည်မြဲတာတင်ညာဆိုတာအမှတ်ရတာမတည်မြဲတာကိုအမှတ်ရတာဘယ်နည်းနဲ့ဒီပညာကိုရနိုင်တယ်လဲဒီကုသိုလ်ကောင်းမှုကိုဦးဇင်းတို့ရဖို့အတွက်ဘယ်နည်းနဲ့ရှာဖွေကြရမလဲလို့မေးရင်တော့တတိပဋ္ဌာန်ဘာဝနာဆိုတဲ့နည်းလမ်းနဲ့ရှာဖွေကြရမယ်